Episode 9 Unit 4 4A Reading Emotional Well-Being စိတ်ခံစားမှုဒုက္ခစိတ်ဓာတ်ဒုက္ခစိတ်ချမ်းသာခြင်း Grade 12 English အခုဆက်ပြီးကြည့်ရမှာက anger emotion မှာတစ်ခုပါဝင်ဖြစ်တဲ့ anger အကြောင်းကိုအဓိပ္ပာယ်ဖွင့်ဆိုမယ်သူနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုဆက်လက်လေ့လာမယ် Anger is a strong feeling that makes us want to hurt or criticize someone because of something bad or unfair that has happened. Anger ဒေါသထွက်ခြင်းဒေါသစိတ် anger ဆိုပါလေဒေါသထွက်ခြင်းဒေါသစိတ်သူက noun သူရဲ့ adjective က y လေးတစ်လုံးထည့်လိုက်ရတယ် y နဲ့ဆုံးသမျှ adjective လို့မှတ်လိုက်ကြ angry ဆိုတဲ့ဒေါသထွက်သောဒေါသကြီးသောဆိုတဲ့ adjective ကိုရမယ်အခုဒီနေရာမှာတော့ anger တစ်လုံးနဲ့လာတယ်ဒါက subject အဖြစ်နဲ့သုံးတဲ့ noun subject ပြီးရင် verb လာမယ် is က verb အဲ့တော့ anger အကြောင်းပြောမယ်အဲ့ဒီဒေါသထွက်ခြင်းဆိုတာ is a strong feeling strong ပြင်းထန်သော feeling ခံစားချက် article a ပါတယ်တစ်ခုတစ်ကောင်တစ်ယောက်ပြင်းထန်သောခံစားချက်တစ်မျိုးလို့အဓိပ္ပာယ်ရတယ် article plus adjective plus noun ပုံစံနဲ့သုံးထားတယ်အဲ့ဒီ a strong feeling ကိုနောက်က that နဲ့ပြန်ညွှန်းတယ် that ရဲ့အဓိပ္ပာယ်ကသောသို့မဟုတ်တဲ့လို့ဘာသာပြန်လို့လဲရတယ် that makes us want to hurt or criticize someone makes up ဒါတော့တမီးတို့ပုံမှန်အားဖြင့်ဆိုရင်ပြုလုပ်သည်လို့ပြောလို့ရှိတယ်ဒီနေရာမှာကစေသည်ခိုင်းသည်လို့ဘာသာပြန်ရတယ်ဘယ်အခါမျိုးလဲဆိုတော့ makes ရဲ့နောက်မှာ object နောက်မှာ verb infinitive တွေ့လို့ရှိရင် makes ရဲ့အဓိပ္ပာယ်စေသည်သို့မဟုတ်ခိုင်းသည်စေခိုင်းသည် ask က object we ရဲ့ object us we are subject အဖြစ်နဲ့သုံးတယ် ask က object အဖြစ်နဲ့သုံးတယ်ဒါက infinitive verb 1လို့ခေါ်တယ်မူလ verb လို့ခေါ်တယ် want ရဲ့အဓိပ္ပာယ်ကအလိုရှိသည်ဆန္ဒရှိသည်ဒီလို want to လို့တွဲလိုက်ပြီးဆိုရင်ကျင်သည် want to hurt နာကျင်စေခြင်းသည်ကိုကလှုပ်ချင်တာမျိုးဆိုရင် want to infinitive နဲ့သုံးတယ်ဒီ hurt ကလည်း infinitive verb 1ပဲသူများကိုလှုပ်စေချင်တာမျိုးဆိုရင် want object to infinitive နဲ့သုံးတယ်ကိုကလှုပ်ချင်တာဆိုရင် want to infinitive သူများကိုလှုပ်စေချင်တာဆိုရင် want အဲ့ဒီသူများဆိုတဲ့ object to infinitive ပုံစံနဲ့သုံးရတယ်ဒီနေရာမှာ want to hurt want to infinitive ဖြစ်တဲ့ကြောင့်ကိုကလှုပ်ချင်တာအဲ့တော့ကိုကလှုပ်ချင်လာအောင်ခိုင်းတာငါတို့ကိုလှုပ်ချင်လာအောင်ခိုင်းတာ ask ကငါတို့ကိုဒီမှာ or ခံထားတဲ့အတွက်ကြောင့် or ရဲ့ရှေ့က word form နဲ့ or ရဲ့နောက်က word form ဆိုလိုတာ or ရဲ့ရှေ့ကစကားလုံးနဲ့ or ရဲ့နောက်ကစကားလုံးအမျိုးအစားတူတယ်အဓိပ္ပာယ်မတူပေမဲ့အမျိုးအစားတူတယ် heart က to ရဲ့နောက်မှာလိုက်တဲ့အတွက်ကြောင့် infinitive မှန်သိပြီဆိုရင် or ရဲ့နောက်က criticize ကလည်း infinitive မှန်သိမယ်အတန်တော့က crit CRIT က crit လို့ဖတ်တယ် TIRT CISE က size crit T size တွဲဆိုလိုက်တဲ့အခါမှာ crit T ကို T လို့ဖတ်တော့ T ဆိုတဲ့အတန်မျိုးလေးပဲထွက်တယ် size နဲ့တွဲတယ် criticize 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 အပြစ်ရှာပြီးဝေဖန်တာအပြစ်ရှာပြီးဆဲဆိုတာအဲ့ဒါကို criticize လို့ခေါ်တယ် hurt ကတော့နာကျင်စေတာနာကျင်စေသည်အပြစ်ရှာပြီးဝေဖန်သည် or ခံထားတဲ့အတွက်ကြောင့် तू က infinitive ဆိုရင် तू လည်း infinitive ဒါကြောင့် criticize ကိုအစကမသိဘူးဆိုရင်တော့ or ခံထားတဲ့အတွက်ကြောင့် or ရှေ့က word form နဲ့အမျိုးအစားချင်းတူတဲ့ word form ဖြစ်ရမယ်ဆိုလိုတာက or ရှေ့က noun ဆိုရင် or နောက်မှာလည်း noun လိုက်တယ်
or ရှိရ verb ဆိုရင် or နောက်မှာလည်း verb လိုက်တယ် or ရှိရ adjective ဆိုရင် or နောက်ကလည်း adjective ပဲလိုက်ရတယ် or ရှိက adverb ဆိုရင် or နောက်ကလည်း adverb ပဲလိုက်ရတယ်အခု or ရှိက infinitive verb 1ဖြစ်တဲ့အတွက် or နောက်ကလည်း infinitive verb 1ပဲဖြစ်မယ် infinitive ဆိုတာက ed ing မဆက်ရသေးတဲ့မူလ verb တွေကိုပြောတာအခုပြောပြရတဲ့စကားလုံးမသိတဲ့ unseen passage တွေအတွက်အသုံးဝင်မယ်ဂရုတစိုက်မှတ်သားဖို့လိုတယ်အခုလို passage တွေကိုရှင်းပြတဲ့အခါမှာသိပြီးသား seen passage တွေမကဘူးစာမေးပွဲမေးခွန်းမှာပါလာမဲ့မသိသေးတဲ့ unseen passage တွေဖြည့်တတ်အောင်ပါဂရုစိုက်ပြီးမှတ်သားရတယ်ဒါကြောင့်အခုလိုအသေးစိတ်ပြောပြတာဖြစ်တယ်ဟာထရဲ့အဓိပ္ပာယ်နာကျင်စေသည်ဟာထရဲ့အဓိပ္ပာယ်နာကျင်စေသည် criticize ရဲ့အဓိပ္ပာယ်အပြစ်ရှာဝေဖန်သည် criticize ရဲ့အဓိပ္ပာယ်အပြစ်ရှာဝေဖန်သည်ဘသူအပေါ်နာကျင်စေမှလဲဘသူအပေါ်အပြစ်ရှာဝေဖန်မှလဲဆိုရင် someone တစုံတဦးပေါ့တစုံတယောက်ပေါ့အဲ့တော့ဘသူကခိုင်းနေလဲဒေါသခိုင်းနေတာဒေါသကပဲနာကျင်အောင်လုပ်ခိုင်းနေတာဒေါသကပဲအပြစ်ရှာဝေဖန်ခိုင်းနေတာအဲ့ဒီ someone လို့ခေါ်တဲ့တစုံတဦးအပေါ်ကိုအဲ့လိုလုပ်ဖို့ us ငါတို့ကိုလှုပ်ချင်လာအောင်ခိုင်းနေတာဘာလို့လဲဒေါသလက်ညိုးတွေငေါငေါထိုးပြီးတော့ဆဲမယ်ဆိုမယ်အပြစ်ရှာဝေဖန်မယ် criticize လုပ်မယ်ဒေါသအလျောက်လက်တွေပါလာမယ် heart နာကျင်အောင်လုပ်လာမယ်ဆိုတော့ဒေါသစိတ်ကအဲ့ဒီလိုအပြုအမူတွေသူတစ်ပါးအပေါ်လုံးမိအောင်ခိုင်းတဲ့အတွက်မိမိအပေါ်ပြန်ပြီးတက်ရောက်လာမယ်တံပြန်ဆိုးကျိုးတွေအများကြီးရှိတယ်ဒါကြောင့်ဒေါသထွက်တာကဒီလိုတွေလုံးမိတတ်တဲ့အတွက်ကြောင့်မကောင်းဘူးလို့သူကပြောပြချင်တာမကောင်းတဲ့ emotion တစ်ခုဒေါသအလျောက်ဆဲမိဆိုမိဝေဖန်မိတဲ့အတွက်ကြောင့်တစ်ဖက်ကတုံ့ပြန်မယ်ကိုကသူတစ်ပါးကိုနာကျင်အောင်လုံးမိတဲ့အတွက်ကြောင့်အပြန်အလှန်တက်ရောက်မှုတွေရှိလာမယ်တခါတလေအသေးအဖွဲကြောင့်ထွက်လာတဲ့ဒေါသကြောင့်တစ်ဖက်လူဖြစ်စေကိုဖြစ်စေအသက်အန္တရာယ်ထိခိုက်တဲ့အထိဆုံးရှုံးမှုတွေနာကျင်ခံစားမှုတွေပြန်လဲကြုံတွေ့ရတတ်တယ်အဲ့တော့ဒေါသလေးကိုသူကတူတုတ်ထိထိရောက်ရောက်နဲ့အဲ့ဒီလိုရှင်းပြနေတာဒါဒေါသရဲ့အဓိပ္ပာယ်ပဲ what is anger ဆိုရင်ဒီစာကြောင်းကိုဖြေရမယ်ဒေါသထွက်ခြင်းဆိုတာဘာလဲဒေါသစိတ်ဆိုတာဘာလဲဒေါသဆိုတာဘာလဲဆိုရင်ဒီစာကြောင်းလေးကဒေါသရဲ့အဓိပ္ပာယ်ဘာကြောင့်အဲ့လိုဒေါသထွက်ရတာလဲဆိုတာကိုလဲဒီမှာ because နဲ့ဆက်ပြီးရှင်းပြထားတယ် because of something bad or unfair that has happened ဆိုပြီးတော့ဆက်ပြီးပြောပြထားတယ်ဒါအကြောင်းပြချက်ဘာကြောင့်ဒေါသထွက်ရသလဲဆိုရင်ဒီအကြောင်းပြချက်ကိုဖြေရမယ်ဒီအကြောင်းပြချက်ကိုမေးရင်ဘာကြောင့်လဲဆိုပြီး why နဲ့မေးမှာပေါ့ why do we sometimes want to hurt or criticize someone ဆိုပြီးတော့မေးလို့လဲရတယ်တခါတရံမှာငါတို့ဟာသူတစ်ပါးကိုနာကျင်အောင်နဲ့အပြစ်ရှာဝေဖန်တာမျိုးဘာကြောင့်လှုပ်ချင်ရတာလဲဆိုပြီးမေးလို့ရှိရင်လေဒီအကြောင်းပြချက်လေးကိုဖြေရမယ်ဒီအဖြေက because of နဲ့လာတယ် because of ဆိုတာကသူ့နောက်မှာ noun phrase လိုက်တယ် something ကစပြီးတော့ happened အထိတတွဲလုံးကို noun phrase လို့ခေါ်တဲ့နာမ်ပုတ်စုတကယ်လို့ because of နဲ့မဟုတ်ဘဲနဲ့ because လို့ပြီးရင်တော့ because နောက်မှာ subject verb စသဖြင့်လာတဲ့ဝါကျမျိုးဖြစ်မယ်အခုဒီကတော့ဝါကျမဟုတ်ဘူး phrase တစ်ခုသာလင်ဖြစ်တယ် because of နဲ့လာတယ် because ကအဘဲကြောင့်ဆိုတော့ဒေါကြောင့်လို့အဓိပ္ပာယ်ရပေမဲ့ because of ကကြတော့ကြောင့်ဆိုတဲ့အဓိပ္ပာယ်ထွက်တယ် because of ကြောင့် because of ကြောင့် something တစုံတစ်ခု bad မကောင်းတာမကောင်းသောဆိုသော very bad နောက်တစ်ခုကြံသေးတယ် unfair မတရားသောမမျှတသော bad ကဆိုသောမကောင်းသောဆိုတာဒါတော့သမီးတို့သိတယ်ဒီမှာလဲ or ခံထားတဲ့အတွက်ကြောင့်တူရ or နဲ့ဆက်တယ်သို့မဟုတ်တူရ and နဲ့ဆက်တယ်စောစောကပြောသလိုပဲ
or ရဲ့ရှေ့က what form နဲ့ or ရဲ့နောက်က what form တူတယ် noun or ရှေ့ကအခုလို bad adjective ဖြစ်ရင် or နောက်ကလည်း adjective ဒါဆိုသူကသောနဲ့ဆိုရင်သူလည်းသောနဲ့ဆိုမှာ bad ဆိုးသောဆိုရင် unfair မတရားသောမမျှတသောဆိုတဲ့အဓိပ္ပာယ်ထွက်တယ် fair ဆိုရင်တော့တရားသောမျှတသောပေါ့ဒါကြောင့်ဘောလုံးပွဲတွေမှာ fair play မျှမျှတတကစားဆိုတဲ့စကားလုံးပေါ်လာတာ fair နဲ့တွဲတာ un ကြတော့ညင်းတာ un နဲ့ညင်းတဲ့စကားလုံးတွေအများကြီးရှိတယ် equal unequal happy unhappy un ဟာအငင်းအတွက်ရှေ့ကဆက်ပြရတဲ့ prefix တစ်ခုဖြစ်တယ်ရှေ့ဆက်ပစ္စည်းဖြစ်တယ် unfair မတရားသောမမျှတသောမကောင်းတာတစ်ခုခုမမျှတတာတစ်ခုခု or ခန္ဓာတော့သို့မဟုတ်အဲ့ဒီ or ကိုဖြစ်စေလို့လည်းဘာသာပြန်လို့ရတဲ့အတွက်ကြောင့်မကောင်းတာတစ်ခုခုကြောင့်ဖြစ်စေမတရားမှုတစ်ခုခုကြောင့်ဖြစ်စေဆိုပြီးတော့ဘာသာပြန်ရတယ် because of ကတော့ကြောင့် because of က bad နဲ့လည်းဆိုင်တယ် unfair နဲ့လည်းဆိုင်တယ် something က bad နဲ့လည်းဆိုင်တယ် unfair နဲ့လည်းဆိုင်တယ်မကောင်းတာတစ်ခုခုကြောင့်မတရားတာမမျှတတာတစ်ခုခုကြောင့်ဆိုတဲ့အဓိပ္ပာယ်ရတယ်ဆက်ပြီးပြောထားတယ် that has happened has plus verb 3ကိုသုံးထားတယ်အဲ့ဒါကို present perfect tense လို့ခေါ်တယ်ပြီးပြီးသားဖြစ်ပြီးသားလုပ်ထားပြီးသားဆိုတဲ့အဓိပ္ပာယ် that ကအဲ့ဒီ unfair နဲ့ bad ကိုပြန်ရည်ညွှန်းတယ် that has happened ဆိုအဲ့ဒီမတရားတာမမျှတတာမကောင်းတာဟာဖြစ်ပွားထားပြီးသားလို့အဓိပ္ပာယ်ရတယ်ကိုယ့်အပေါ်မကောင်းတာတစ်ခုခုဖြစ်ထားတယ်ဒါကြောင့်ဒေါသထွက်ရတယ်ကိုယ့်အပေါ်မတရားတာမမျှတတာတစ်ခုခုဖြစ်ထားတယ်ဒါကြောင့်ဒေါသထွက်ရတယ်လူတွေကဒေါသထွက်ချင်လို့ထွက်တာတော့မဟုတ်ဘူးအဲ့ဒီဒေါသထွက်ရင်တော့သူတစ်ပါးကိုနာကျင်အောင်လှုပ်တတ်တယ်လှုပ်မိတတ်တယ်လှုပ်ဖို့လဲခိုင်းတတ်တယ်ဒေါသကအပြစ်ရှာဝေဖန်တာမျိုးလဲလှုပ်ဖြစ်အောင်ဒေါသကတွန်းပို့တတ်တယ်ဒီနေရာမှာမေးခွန်းလေးတစ်ခုရှိလာတယ်ငါတို့ကိုတရားရောက်အပေါ်မှာနာကျင်အောင်အပြစ်ရှာဝေဖန်အောင်ဘယ်သူကခိုင်းတာလဲဆိုပြီးတော့ what makes us want to hurt or criticize someone ဆိုပြီးတော့ question mark လေးနဲ့မေးခွန်းမေးမယ်ဆိုပါတော့အဲ့လိုနာအောင်သူတစ်ပါးကိုအပြစ်တင်ဝေဖန်အောင်ကိုယ့်ကိုခိုင်းနေတာမိမိရဲ့ဘာလဲဒေါသအဖြစ်ရ anger what နေရာမှာအဲ့ဒီ anger ကိုအစားထိုးပြီးတော့ဖြေလိုက်ရုံပဲ read the passage အတွက်မေခွန်းထုတ်ပုံလေးတွေကိုပြောပြနေတာဖတ်ပြမယ် anger ဒေါသထွက်ခြင်းဆိုတာ is a strong feeling ပြင်းထန်တဲ့ခံစားချက်တစ်မျိုးပါ that makes us want to hurt or criticize someone ဒေါသကတစုံတစ်ခုကိုနာကျင်အောင်လုပ်ခိုင်းတယ်အပြစ်ရှာဝေဖန်တာမျိုးလဲလုပ်ခိုင်းတယ် because of something bad မကောင်းတာတစ်ခုခုကြောင့်ဖြစ်စေ or unfair မတရားမှုတစ်ခုခုကြောင့်ဖြစ်စေ that has happened ဖြစ်ပွားထားပြီးသား we have expressed this type of emotion to try and deal with a problem rather than run away from it we have expressed has a plus verb 3ပေးထားလို့ရှိရင်ပြီးပါပြီဆိုတဲ့အဓိပ္ပာယ်ရတယ် present perfect tense ကိုသုံးထားတယ်ငါတို့ဖော်ပြထားပြီးပါပြီဆိုတာ we ဆိုတာကစာရေးသူကိုကိုစားပြုတယ်ရှေ့မှာဖော်ပြထားပြီးပြီဆိုတဲ့အဓိပ္ပာယ် this type of emotion this က ed type ကအမျိုးအစား emotion စိတ်ပိုင်းဆိုင်ရာခံစားချက်စိတ်ခံစားချက် this type of emotion ဒီစိတ်ပိုင်းဆိုင်ရာခံစားချက်အမျိုးအစားအဲ့ဒါကဒေါသကိုပြောနေတာ anger ကိုပြောနေတာအဲ့ဒီဒေါသနဲ့ပတ်သက်လို့ရှေ့မှာကျွန်တော်တို့ဖော်ပြထားပြီးပါပြီလို့ဆိုလိုတာဘာလို့ရမလဲဆိုတော့ to try and deal try ဆိုတာကကြိုးစားတာ deal ဆိုတာကကင်တွယ်ဖြေရှင်းတာ deal ပိုင် with ပါတယ် deal နဲ့ with နဲ့တွဲသုံးတယ် and ရှေ့က what form နဲ့ and နောက်က
word form တူတယ်လို့စောစောကပြောခဲ့တယ်အဲ့တော့ and ရှေ့ကဘာဖြစ်မလဲ try ရဲ့ရှေ့ကြည့်တော့ဘာတွေ့လဲ to နောက်မှာပါလိုက်လဲ infinitive ဆိုတာဘာလဲ verb 1ဒါဆို and ရှေ့က verb 1ဆိုရင် and နောက်ကလည်း verb 1ဖြစ်ရမယ်ဒါကြောင့် deal ဆိုတာကို verb 1ဖြစ်တယ်လို့သိရမယ် deal ပါရင် with ပါမယ် deal နဲ့ with နဲ့တွဲသုံးတာ try ကြိုးစားသည် deal with ကင်တွယ်ဖြေရှင်းသည်ဘာကိုလဲ a problem ပြဿနာတစ်ခုကိုအဲ့ဒီဒေါသထွက်စေတဲ့ပြဿနာတစ်ခုကိုကြိုးစားပြီးကင်တွယ်ဖြေရှင်းရမယ်ရန်ဖြစ်ခိုင်းတာမဟုတ်ဘူးဆဲဆိုခိုင်းတာမဟုတ်ဘူးတငယ်ချင်းတွေနဲ့တိုင်ပင်ပြီးစိတ်ချယုံကြည်ရတဲ့မိတ်ဆွေတွေနဲ့တိုင်ပင်ပြီးငါအပေါ်မှာတော့မကောင်းတာတွေမမျှတတာတွေမတရားတာတွေအခုလိုကြုံရတယ်တငယ်ချင်းတို့ရေငါဒါနဲ့ပတ်သက်လို့ဘာလုပ်သင့်တယ်လဲဆိုပြီးတော့အဲ့ဒီပြဿနာကိုကင်တွယ်ဖြေရှင်းခိုင်းတာစိတ်အေးထားပြီးကင်တွယ်ဖြေရှင်းခိုင်းတာ to try and deal with a problem အဲ့ဒီပြဿနာတစ်ခုကိုစူးစမ်းပြီးကင်တွယ်ဖြေရှင်းတာက to ရဲ့အဓိပ္ပာယ်ကတာကလို့ဒီမှာအဓိပ္ပာယ်ရတယ် rather than run away from it rather than ဆိုတာကထပ်ပူကောင်းတယ်လို့တွဲသုံးတဲ့စကားစု rather than rather ပိုင်း than ပါမယ် rather နဲ့ than နဲ့တွဲသုံးတာ rather than ထပ်ပူကောင်းပါတယ် than ရဲ့အဓိပ္ပာယ်ထက် rather ဆိုတာပူကောင်းတာ run away ဆိုတာထွက်ပြေးတာရှောင်ပြေးတာ from it ကအဲ့ဒီ problem ကိုရည်ညွှန်းတယ်အဲ့ဒီပြဿနာမှတနည်းအားဖြင့်အဲ့ဒါကနေ from ရဲ့အဓိပ္ပာယ်မှသို့မဟုတ်ကနေရှောင်ပြေးတာထွက်ပြေးတာထက်ကြိုးစားပြီးကင်တွယ်ဖြေရှင်းတာကပိုကောင်းပါတယ်စိတ်အေးနဲ့ဖြေရှင်းမှုပြောတာနော်တုံ့ပြန်ဖို့ဒေါသနဲ့တုံ့ပြန်ဖို့မဟုတ်ဒေါသနဲ့ဆက်ဆိုဖို့မဟုတ်ဖတ်ပြမယ် we have expressed ကျွန်တော်တို့ဖော်ပြထားပြီးပါပြီ this type of emotion ဒီစိတ်ပိုင်းဆိုင်ရာခံစားချက်အမျိုးအစားတနည်းအားဖြင့်ဒေါသနဲ့ပတ်သက်လို့ to try and deal with a problem ပြဿနာတစ်ခုကိုစူးစမ်းပြီးကင်တွယ်ဖြေရှင်းတာက rather than run away from it အဲ့ဒါကနေထွက်ပြေးတာရှောင်ပြေးတာထက်ပိုကောင်းပါတယ်ဆိုရင်သားတို့သမီးတို့ anger နဲ့ပတ်သက်ပြီးနားလည်မယ်လို့ယူဆပါတယ် okay thank you see you in the next video goodbye